Hello ဆိုလည်းကဒီနေ့ကစင်းလေးဖောက်ပြမှာပဲဖြစ်ပါတယ်။ဗာလေးရေဆိုလဲဆိုတော့ line ပေါက်လေးပဲဖြစ်ပါတယ်။မနေ့ကမှဝယ်လိုက်တဲ့ဟာတွေကိုအရင်တည်းကဖောက်ပြီးသားဟာတွေကိုဖောက်ပြနေတယ်။ဖောက်ပြမှာဖြစ်ပါတယ်။ကဲခုကတော့ဖောက်ပြမဲ့ plan box လေးတွေကတော့အရှိကိုရောက်လာပါပြီ။အရင်ဦးဆုံးဒီမှာပေါ့နော်ဘယ်သူမှမသိကြသေးတဲ့ဝယ်လိုက်တာကိုလေမသိကြသေးတဲ့သူတွေအတွက်ရလေးရမနေ့ကမှဝယ်လိုက်တာဖြစ်ပါတယ်။ဟာပါတကယ်အစ်စ်နော်ထားမဲ့လောက်ထားတဲ့အထက်မှာဆိုလို့အလိုချင်ဆုံးလေးကဒါလေးလိုချင်တယ်ဒါလေးလိုချင်တယ်ဒါလေးလဲလိုချင်တယ်ဒီနှစ်ခုလိုချင်တယ်ဒီစီးခွက်လိုချင်တယ်ဒါလေးလိုချင်တယ်ပေါ့နော်ကျန်တဲ့အစိမ်းကြီးပါရတော့ကစင်းလေးပါတိပီတာမို့လို့ပါကဲတမပါတိပီတာဆိုလည်းရင်မခုံတော့ဘောနော်မျက်လုံးလေးလဲလှည့်လို့ရတယ်ပေါ့နော်မှုရင်းတာပဲလုံးဝမှုရင်းတာပဲဒီ version 1နဲ့မတူဘူးပေါ့နော်သူ့မှာကခလေးလဲပါရပေါ့နော်ဒီမှာပါကခလေးရကဲဒီတစ်ခါကဒီဟာရ version 2လေးထောက်ပြီးဆို version 1လေးထားပါပြီဒီမှာပါ version 1တော့ဖောက်ပြီးသားပဲဒီမှာပါကျမအလိုချင်ဆုံးကဒါလေးလိုချင်တယ်ဒါလေးလိုချင်တယ်ဒီမှာဒီလိုမျိုးအတန်းလေးတန်းလိုချင်တယ်ဒီမှာပေါ့နော်အဲ့ဟာလေးလိုချင်တယ်ပြီးတော့ secret လေးလည်းလိုချင်ပါတယ်ထောက်ပါမယ်တခလေးကတော့ဒီမှာပါအပြာရောင်လေးပါပြီးတော့လေသူ့ရဲ့ဟာဒီမှာလေဒါကအပြာရောင်လေးဒီဘက်မှာကြောက်ပြထားတာဒီလိုမျိုးလေးလိမ္မောရောင်လိုပါလို့လေးပေါ့နော်ကဲဒီမှာပါအပြာရောင်လေးပါမျိုးလုံးကဖြစ်နေမှာမသိဒါအစိမ်းဖြစ်နေအောင်တိတ်မကြိုက်ဘူးပေါ့နော်ပြီးတော့အပြာကြီးဖြစ်နေအောင်လည်းမကြိုက်ပါဘူးဒီဟိုဘက်ထားလိုက်ပါမယ်နောက်ထပ်ဟာမှာဒီနောက်ခုမှာပဲဟာသေးတယ်ဒါလေးသေးပါတယ်ဒါလေးရကြတော့ဒီလိုမျိုးလေးရှစ်ကလေးဆွဲဖောက်လိုက်ရတာပေါ့နော်ဟာပါအော်ဒီထဲမှာလိုချင်တာတော့မပြောလဲရအောင်ဒီဘက်မှာဆိုလို့ရှိရင်၄កောင်ပါပေါ့နော် secret နဲ့ဆို၄កောင်ဒါလေးလိုချင်တယ်ဒါလေးလိုချင်တယ်ဒါအရန်လိုချင်တယ်ပြီးလို့ရှိရင်ဒါလေးလဲလိုချင်တယ်ရုံးဆုံးရ version 1မဖောက်ခင်ဒါကိုအရင်ဖောက်တာပေါ့နော်ပြီးတော့ဒါလေးလိုချင်တယ်ဒါလေးလိုချင်တယ်ဒါလေးလိုချင်တယ်ဒါအဲ့ဟာလိုချင်ပါတယ်ဒါလေးလဲနှစ်ခုစလုံးကနှစ်ရက်ကားကြီးပဲအတူတူပဲပေါ့နော်ဒီမှာဒါလည်းနှစ်ရက်ကားဒါကြီးလည်းနှစ်ရက်ကားပဲပေါ့နော်ပြာချင်းတူရပေါ့နော်ဒီကိုတွေလုံးလို့ရပါတယ်ဒီမှာပါသူဟာမျက်လုံးကဒီမှာပေါ့နော်အမဲလေးရယ်ဒီလိုမျိုးဟာလေးလှည့်လို့ရပါတယ်မှာပါဆိုခုဖောက်ပြရမှာနှစ်ပေါက်ကျန်သေးပါတယ်နှစ်ပေါက်ကျန်ပါလေကဲခုဖောက်ပါမယ်ဒီထဲမှာဆိုလိုပါ Summer Ocean လေးပါသူဟာလေဒီလိုမျိုးပဲစစ်ဆွဲဖောက်လိုက်ရတာပါဒီထဲမှာလူကြီးဆုံးကတော့ secret အရန်လိုချင်တယ်ဒါလိုချင်တယ်ပေါ့နော်ကဲခုဖောက်ပါတော့မယ်တိုက်ကျင်ချိန်ရသေးတယ်မှုရတယ်သူ့ရဲ့ဟာအရန်မှုရမှာပါဒါလည်းတော်တော်မှုရဟာပဲတလားနှစ်လားလောက်ရှိခံနေနဲ့တူတယ်ဒါဝယ်ထားတာနဲ့ဒါနဲ့ဆိုတလားလောက်ရှိသွားပြီမှုရတာပဲတလားလောက်ရှိသွားပြီမှုရတာမျက်လုံးကတော့ဒါပဲလဲလို့ရပါတော့အဲ့လိုမျိုးမျက်လုံးကနှစ်ခုထည့်ကျင်တယ်ဆိုလို့ရှိရင်เนาะဒီလိုမျိုးဆွဲခွာရတဲ့ဟာဝယ်ပါလိုမျိုးဟာမဝယ်ပါနဲ့နှလုံးထည့်ကျင်တယ်ဆိုလို့နောက်မှပဲပူရဲပြန်ထည့်ရမယ်ဒီရောက်ပါဝယ်ထားတာဟိုတလားလောက်ရှိဟုတ်တယ်ကဲကြီးစားကြီးလာပါပြီဇိုဒီရဲ့ဆိုင်ဘလိုင်းပေါက်လေးပါအဲ့ဒါဇိုဒီရဲ့ဆိုင်ကဆိုပြီးမဲ့
အရင်ဆုံးပထမဆုံးဖောက်တဲ့ blind box ကဒါလေးပါဆက်ဆက်ဝယ်ခြင်း blind box ဒါဒုတိယကဒါတတိယကအစောက Summer Ocean ပေါ့နော်ဒီမှာပါဒါလေးပါစတုထကရာပြေစမကရာမရှင်တူလေးပါကဲဒါလေးပါဒါလေးတော့တီးပြီးသွားပြီပေါ့နော်ကစင်းလေးနေနဲ့ဖောက်ပါမယ်ဒါပေမဲ့လည်းတီးပြီးလည်းမသိရအောင်မဆောင်နေလိုက်ပါမယ်ကဲဒီထဲမှာလူချင်းဆုံးကဒီမှာဒါလူချင်းတယ် Pisces လုံးဝမရနဲ့ဒါလူချင်းတယ်ကိုက Aries ဆိုလဲ Aries လူချင်းတယ် Leo ကအဝါကြီးအဝါပုတ်ပြီးသွားပြီဆိုတော့ရပါဒါပေမဲ့ဘာပေါ့ရအမဲလေးလေးရဒါပေမဲ့မလူချင်းတာဒါမလူချင်းလုံးဝမလူချင်းပထမဆက်ဖောက်တော့ဆိုလို့ရှိရင်မလူချင်းတာကြီးကိုပြောလိုက်ပြီးတော့ပေါက်သွားတယ်လူချင်းတာကြီးပဲဘာလဲဆိုတော့ဒီမှာပါအဖြူကြီးဘာကိုလုံးဝမလူချင်းGemini နဲ့ Pisces မှာပေါက်တာပဲကျေးဇူးတင်ဒီမှာပါအဖြူလေးပါသူကလည်းဟိုဘယ်နဲ့တူလဲ Summer ဘယ်နဲ့တူလဲဟုတ်တယ် Summer မှုလို့အလိုဒီလိုမျိုးလုံးနှစ်ခုဒီလိုပဲလှည့်လို့ရပါဘောနော်ပြီးတော့သူကဟာကအဲ့ကလေးလည်းပေါ်ပါသေးတယ်ကဲဂုံနဲ့ပြန်ထည့်ပြီးလို့ရှင် blind box တွေကိုတက်စီပြီးပြန်ပြပါမယ်အော်ပြီးတော့လေဒီမှာထည့်နေတဲ့တတိယလို့ပြောဦးမယ်ဒီ blind box ငါဒီ blind box 5ပေါက်ပဲမဟုတ်သေးဘူးနောက်နှစ်လပိုင်းကြော်ဆောင်းမွေးပွဲပြီးအခါကြလို့ရှိရင်ဖောက်ပြပါမယ် blind box လေးနှစ်ပေါက်ထပ်ဖောက်ပြပါမယ်နှစ်လပိုင်းလောက်မှနော်ကဲအခုကတော့ပြပါမယ်အော်ပြီးတော့လေတာဝါခုံတဲ့ blog မှာတာဝါခုံတဲ့ဗီဒီယိုလေးတွေတင်ထားတဲ့ဟာမှာလေအမှတယောက်မှန်ထားရပေါ့နော်ဟိုကအမဲလေးနဲ့အပြာလေးရှိတာတဲ့အဲ့ဒါလေးကိုလေခဏနေဒါဒီဗီဒီယိုလေးတင်ပြီးတော့လို့ရှိရင်လုပ်ပြပါမယ်ဒီဗီဒီယိုလေးတင်ပြီးလို့ရှိရင်လေဒါအဲ့ဒါတွေကိုလုပ်ပြပါမယ်ခုံမေးပါမယ် reply ပြပေးပါမယ် reply အဲ့တခုလည်းပဲဟိုရှိရရောတနေ့ဟာလည်းမရှိကြအောင်မှာပါနောက်ထပ်ဝင်မဲ့ဟာလေးကတော့ UK ရဲ့မှာ version 11ရဲ့ full body ဟိုမှာတကူလုံးပါတာကြတော့ fruit series ပေါ့နော်အဲ့ဟာရရတော့မဟုတ်ဘူးတခြားဟာလေးပါတူတွေကလည်းဝယ်ချင်ဝင်မယ်ပေါ့နော်ကဲဘာတော့ပြပေးပါပါမယ်အဲ့တတိုင်းပေါ့နော်စီထားတော့အဲ့လိုဖြစ်နေတာအဲ့ခါကြလို့ရှင်ဆုလက်စီမှာ9ဖောက်လောက်ရှိသွားပြီပေါ့နော်လာပူပူအပေါဝင်ဆိုရင်တော့10ပေါက်ပေါ့ဟုတ်ပါပါလာပူပူကလည်းအစစ်တော့မဟုတ်ဘူးပေါ့နော်အတူပါမှာပါဟောအလုံးမဆုံးထိကြည့်ပြီးတော့စစ်စီတိုင်းကျေးဇူးတင်ပါတယ် bye bye like and subscribe